မင်္ဂလာပါရှင်ဒီနေ့တော့ဒီဇင်ဘာလအတွက်အလုံးနဲ့ငွေကြေးကံကြမ္မာကိုဖတ်ပေးမယ်ပေါ့နော်ဒီနေ့ကတော့ကျမရေးဒီနည်းနည်းမကောင်းဖြစ်သွားလို့ဒီနေ့နားလိုက်တယ်ဆိုတော့ဒီနေ့တော့ကိုယ့်ရဲ့ collective တွေအနေနဲ့ဒီဇင်ဘာမှာအလုပ်ကိုင်တဲ့ငွေကြေးကဘယ်လိုမျိုးကံကြမ္မာရှိနေလဲကြည့်ရအောင်ပေါ့နော် collective reading ပဲဖြစ်ပါမယ်ရှင် Okay 8 of Wands and Five of Pentacles and Queen of Cups and Ten of Pentacles ဟုတ်ပြီဆိုတော့လောလောဆယ်ခြုံငုံပြီးတော့သုံးသပ်ရပြောရမယ်ဆိုရင်တော့ပေါ့နော်အလောတကြီးဆုံးဖြတ်ချက်တွေချမိတာမျိုးတေချာစူးစမ်းလေ့လာမှုအားနေတာမျိုးတွေကြောင့်မို့လို့ငွေကြေးဆုံးရှုံးမှုများတတ်တယ်ဒီဇင်ဘာမှာပေါ့နော်ဆိုတော့ခရီးထွက်ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကြများတာမျိုးအရန်အလှင်စလို့ဆုံးဖြတ်မိတဲ့ရင်းနှီးလိုက်မိတဲ့ကိစ္စတွေကြောင့်မို့လို့ငွေကုန်ကြေးကြများတာမျိုးငွေလိမ်ခံရတာမျိုးအိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အစင်မပြေဖြစ်ရတာမျိုးတွေကြုံရနိုင်တယ်သို့တော်လည်းပဲအဲ့ဒီလိုမျိုးတွေအဲ့ဒီအခြေအနေမျိုးတွေကြုံနေရပြီဆိုရင်တောင်မှပဲ Queen of Cups ရဲ့ energy အရာပေါ့နော်အရန်ကြီးပြဿနာရှာတာမျိုးဝုံဝုံတိုင်းတိုင်းဆုံးဖြတ်တာမျိုးတွေမလုပ်ဖ ೇನೆ ခေါင်းအေးအေးထားပြီးတော့ကြတော့ဖြည့်ရှင်းမယ်စဉ်းစားမယ်ဆုံးဖြတ်မယ်ဘယ်လိုပြောရမလဲမေတ္တာတရားကိုပဲရှေ့တန်းတင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဆုံးရှုံးထားတဲ့ငွေရဲ့ဆယ်စားတိတိပြန်ဝင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့လအစပိုင်းတွေမှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေစိတ်အနှောက်အယှက်ဖြစ်စေရတွေအများကြီးကြုံကောင်းကြုံရလိမ့်မယ်ပေါ့နော်ဒီဇင်ဘာလအစပိုင်းလောက်မှာopportunity အခွင့်အရေးပေါ့နော်အခွင့်အရေးတွေအခွင့်အလမ်းသစ်တွေမင်းစီကိုရုတ်တရက်ရောက်လာတာမျိုးမြန်မြန်ဆန်ဆန်ဝင်လာတာမျိုး offers တွေရတာမျိုးတွေကြုံရလိမ့်မယ်ကြုံကောင်းကြုံရလိမ့်မယ်အဲ့ဒီလိုမျိုး project လိုမျိုးပေါ့နော် project အသစ်တွေကိုစီကိုလာအပ်တာမျိုးအဲ့ဒီလိုမျိုးတွေရောက်လာခဲ့မယ်ဆိုရင်အမြန်မြန်ဆန်ဆန်အလောတကြီးလက်ခံလိုက်တာမျိုးဆုံးဖြတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီ project ကကိုလုံးနိုင်ရောက်တဲ့ project ဟုတ်ရဲ့လားဒီလူကယုံကြည်ရတာမျိုးဟုတ်ရဲ့လားအဲ့ဒီလိုမျိုးတေချာစဉ်းစားပြီးကြမှာဒီဟာကိုလက်ခံတင်လက်မခံတင်ဆုံးဖြတ်ပေါ့နော်အရန် speak ထင်လိုက်လို့ကောင်းတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒီလိုမျိုးပေါ့နော်တေချာမစုံစမ်းမစစ်ဆေးပဲနဲ့လက်ခံလိုက်တဲ့အတွက်ကြောင့်မို့လို့ Five of Pentacles အရာဒီ financial နဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ fear တွေများလာတာမျိုးဒီခံစားချက်တွေဘန်းအောင်ဖြစ်သွားတာမျိုးအလုတ်ကင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲကိုယုံကြည်မှုလျော့သွားတာမျိုးအဲ့ဒီလိုမျိုးလေးတွေကြုံရတတ်တယ်တချို့သူတွေဆိုရင်လောလောလတ်လတ်ကိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့ဖိအားတွေခံစားနေရတာမျိုးတွေ့တယ်ဒီအလုံးမှာပေါ့နော်ကိုလုံးနေတဲ့အလုပ်ကငွေကြေးရင်းနှီးစိုက်ထုတ်ဖို့လိုတယ်သို့တော်လည်းပဲလုံလောက်တဲ့ပမာဏကိုစီမှာမရှိနေတဲ့အတွက်အဲ့ဒီအတွက်ဖိအားများနေရတာမျိုးတွေဒီဇင်ဘာရဲ့အစမှာပဲကကြုံနေရတဲ့သူတွေရှိကောင်းရှိမယ်တချို့တွေကတော့ဒီဝင်ငွေလမ်းကြောင်းညော့နေသွားတာမျိုးငွေကြေးဆုံးရှုံးတာမျိုးကြောင့်မို့လို့လက်ရှိမှာ struggle လုပ်နေရတယ်ဆိုတဲ့သူတွေကိုလည်းတွေ့ရတယ်သို့တော်လည်းပဲဒါဟာခဏပဲဆိုတာကိုသိထားဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးငွေကြေးအဆင်မပြေမှုတွေကြုံနေရတဲ့သူတွေရှိတယ်ဆိုရင်ဒီအခြေအနေကမင်းတို့အတွက်ယာယီပဲဆိုတော့အဲ့ဒီလိုအခြေအနေကြုံနေရတယ်ဆိုရင် emotional intelligence ဖြစ်ဖို့လိုတယ်ပေါ့နော်အရန်ကြီးသူတစ်ပါးပေါ်သွားပြီးတော့မှီခိုတာမျိုးတွေသူတစ်ပါးကိုလည်းညှို့ထိုးအပြစ်တင်တာမျိုးတွေမလုပ်ဖဲနဲ့ကိုယ့်ဘာကို stable ဖြစ်လေးနဲ့တည်တည်ငြိမ်ငြိမ်လေးနဲ့နေပါအမျိုးသမီးကြီးတယောက်ရဲ့ကိုကြီးဆောင်းမမှုကြောင့်တော့၎င်းကိုယ်တိုင်ရဲ့ငကိုစိတ်ရင်းအခန့်ကောင်းမှုသူတစ်ပါးပေါ်ကိုကူညီထားပေးမှုတွေကြောင့်တော့၎င်းကံတရားကကိုပြန်ပြီးတော့မျက်နှာသာပေးလိမ့်မယ်ကူညီမဲ့သူပေါ်လာမယ်ဘယ်လိုပြောမလဲအခွင့်အလမ်းတွေပေါ်လာမယ်ဆုံးရှုံးသွားတဲ့ငွေကြေးထက်အများကြီးပေါ့နော်10စားလောက်ပြန်ပြီးတော့ဝင်လာဖို့တွေလည်းရှိတယ်ဆိုတာမျိုးကိုတွေ့ရတယ်မင်းကိုယ်တိုင်ကကိုယ့်ရဲ့ energy ကိုကြည့်လိုက်မင်းကိုယ်တိုင်ကQueen of Cups ရဲ့ energy နဲ့ feminine energy များတဲ့သူပေါ့နော်ကျင်နာတတ်တယ်တနာတတ်တယ် nurturing energy အပြည့်ရှိရကိုယ်မှာရှိနေရင်လည်းလက်မနေပဲနဲ့သူများကိုကူညီဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတော့သူမျိုးဖြစ်နေတယ်ဆိုရင်လုံးဝကိုသေကြတယ်အဲ့ဒီရဲ့အကျိုးကျေးဇူးတွေအဲ့ဒီရဲ့ဘယ်လိုပြောရမလဲကောင်းတဲ့ဝတ်လို့ပြောရမှာပေါ့နော်အဲ့ဒီဟာတွေကဒီပြန်ပြီးတော့အကျိုးပေးလာပြီးတော့အဆင်မပြေနေတာတွေအားလုံးကဒီဇင်ဘာမကုန်ခင်မှာအဆင်ပြေသွားလိမ့်မယ်ငွေတွေအလုံးအရင်းနဲ့ဝင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဘယ်လိုပဲပြောတစုံတစ်ယောက်ရဲ့ guidance နဲ့အဲ့ဒီအဆင်မပြေမှုကိုကျော်လွှားနိုင်လိမ့်မယ်
ကျော်လွှားနိုင်တယ်ဆိုတာမှာငွေကလေဝင်လာတယ်ဆိုတာကချက်ချင်းလက်ငင်းကြီးသိန်း100မျိုး200မျိုး1000မျိုး2000မျိုးလက်ထဲမှာအလုံးလိုက်ရင်းလိုက်ဝင်လာတာမျိုးလဲရှိကောင်းရှိမယ်တချို့သူတွေအတွက်ကတော့ long term success ပေါ့နော်ရေရှည်တတိနဲ့ငွေပရိသပင်စိုက်ထားသလိုမျိုးအဲ့ဒီလိုမျိုး long term ပေါ့နော်အကြာကြီးအမြဲတမ်းအတွက်အဆင်ပြေမဲ့ stable job တစ်ခုပေါ့နော်အခုလောလောဆယ် part time လေးပဲလုပ်နေတာသူတို့မျိုးငွေကဝင်တလဲမဝင်တလဲဖြစ်နေရတဲ့သူဆိုရင်အမြဲတမ်းဝင်ဖို့အတွက် stable ဖြစ်တဲ့ business တစ်ခုကိုလုပ်နိုင်လိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ financial security လို့ခေါ်တာလားစိတ်လုံခြုံမှုတွေရလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ကိုယ်တိုင်ကမိသားစုကိုပြန်လဲပြီးတော့ထောက်ပံ့ပေးနိုင်တာအဲ့ဒီဝင်လာတဲ့ income ကလည်းလေတရားမဝင်တာမရိုးမသားမဟုတ်ပဲနဲ့ဘယ်လိုပြောရမလဲတရားဝင်နီးလန်းနဲ့ပဲကိုနဲ့ထိုက်တန်လို့ကိုစီရောက်လာတယ်ဆိုတော့ငွေဝင်မှုမျိုးတွေဒီဇင်ဘာမှာကြုံရလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်ရှင်ဆိုတော့ကိုယ့်ရဲ့ color date အနေနဲ့ကပေါ့နော်ဒီငွေကြေးနဲ့ပတ်သက်တဲ့အလုပ်ကိုင်နဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကရောက်လာမယ်ဆိုရင်လည်းမြန်ဆန်ရောက်လာမယ်အဲ့ဒီအပေါ်မှာတော့ကိုယ့်ရဲ့ဉာဏ်ပညာကိုအသုံးချပြီးတော့ဘယ်ဟာကကိုယ့်အတွက်တင့်တော်လဲဘယ်ဟာကကိုယ့်အတွက်လက်ခံလို့ရလဲဆိုတာမျိုးကိုတော့တေချာလေးပြန်ပြီးတော့သုံးသပ်ပေါ့နော်လောဘကိုရှေ့တန်းတင်ပြီးတော့ရွေးချယ်တာမျိုးတွေဆုံးဖြတ်တာမျိုးတွေလုပ်မယ်ဆိုရင်တော့လေအမှားတွေပါပြီးတော့ဆုံးရှုံးမှုတွေကြီးနိုင်တယ်ဆိုတော့တွေ့လား strategy တဲ့ဒီဇင်ဘာမှာဘာပဲလောက်ကိုင်တေချာလေးအစီအစဉ်ချပြီးကံမှလှုပ်ဆောင်မှာကြိုတင်ခံမှန်းတာတွေကြိုတင်စီစဉ်တာမျိုးတွေလုပ်ပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုတေချာလေးအလုပ်ပေးပါပေါ့နော်အလုပ်ခိုင်းပါပေါ့ဒီကာလတွေမှာဆိုတော့အုံနောက်ကိုအလုပ်ခိုင်းလို့ပြောလို့နေရာတကာ calculating မဲ့လုပ်နေလို့တွက်ချက်နေလို့မရဘူးတချို့ဆက်ဆံရေးတွေမှာကြတော့ယုံကြည်မှုဆိုတာကိုလည်းထားပေးရတယ်လို့မျိုးရိုးသားမှုဆိုတာကလည်းလိုအပ်တဲ့အရာဖြစ်ပြီးတော့ကိုယ်တိုင်ကလည်းတမမျှတာတဲ့နီးလန်းနဲ့ငွေရှာတတ်ဖို့အလုပ်လုပ်တတ်ဖို့လိုတယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့တချို့သူတွေကြတော့လေအလုပ်လုပ်တယ်ဆိုတဲ့နေရာမှာပတ်ဝန်းကျင်ကိုအရန်ကြီးထည့်ပြီးတော့ဂယုစိုက်တာမျိုးတွေမလုပ်ပါနဲ့တဲ့ပတ်ဝန်းကျင်ကကိုယ်အတင်းအဖျင်းပြောတာမျိုးလက်ညှိုးထိုးပြီးတော့ဆွဆွဲတာမျိုးဒီလိုမျိုးတွေကြုံနေရမယ်ဆိုရင်လေကိုယ်တိုင်ကမှန်တဲ့လုပ်ငန်းကိုလုပ်နေတာဖြစ်တယ်ကိုယ်တိုင်ကမှန်တဲ့လမ်းကိုရှောက်နေတာဖြစ်တယ်ဆိုရင်ဒါမျိုးတွေကိုထည့်ပြီးတော့စဉ်းစားတာမျိုးတွေမလုပ်ပါနဲ့တဲ့အလောက်ကင်ကြီးလုံနေရင်းနဲ့ပတ်စံတွေရှာနေရင်းနဲ့ပဲဒီခရီးကတချို့နေရာလေးတွေမှာထိရှာပွန်းပဲ့တာမျိုးအတိုက်အခိုက်ရှိတာမျိုးဆုံးရှုံးရှိတာမျိုးကတော့ကြုံရမှာပါပဲတဲ့ဒါပေမဲ့လည်းအဲ့ဒါကိုအများကြီးစိတ်ပူနေဖို့မလိုပါဘူးကိုယ့်ရဲ့ collective တွေကဖြည့်ရှင်းနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့နောက်ဆုံးမှာအရာအလုံးက stable ဖြစ်သွားလိမ့်မယ်တဲ့ပတ်စံကောအလုပ်အကင်ရောharmony ဖြစ်သွားပြီးတော့မင်းနဲ့ထိုက်တန်တဲ့လက်လာပါတွေအကုန်လုံးကိုမင်းကလက်ခံရရှိပါလိမ့်မယ်တဲ့ရှင်ဆိုတော့ကိုပြောသွားတဲ့အခုကောင်းမွန်တဲ့ blessing လေးတွေအားလုံးကိုလက်ခံဖို့အတွက်ဒီဇင်ဘာမှာအဆင်သင့်ဖြစ်နေပြီလို့ယူဆပါတယ် energy လေးကိုလည်း claim သွားပါ comment မှာ claim it လို့ရေးသွားလို့ရတယ် 9 of Pentacles ငွေကြီးနဲ့ပတ်သက်ပြီးတော့ stable ဖြစ်လာလိမ့်မယ်အတားကလည်းအမျိုးသမီးကြီးတယောက်ကကူညီတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါမှမဟုတ်လည်းအဲ့လိုမျိုး feminine energy များတဲ့အမျိုးသားတယောက်တော့၎င်းပေါ့နော်တချို့တွေကတော့ physically အရာအပြင်မှာစောင့်ရှောက်ပေးနေတဲ့အဲ့လိုမျိုးမေလိုအမလိုအားကိုရတဲ့မိန်းမကြီးတယောက်တချို့တွေကြတော့လဲ spiritually အရာကိုယ်စောင့်ရှောက်နေတဲ့သူတွေကလမ်းပြပေးတာမျိုးတွေကြုံရလိမ့်မယ်ပေါ့နော်ဘာပဲပြောဒါဟာကောင်းတဲ့ blessing ပဲပေါ့နော်blessing နဲ့ငွေကြေးနဲ့ပတ်သက်တဲ့ reading မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ strong ဖြစ်မယ်အခုအညီတွေရမယ် long term success အတွက်sporting တွေရမယ်ဆိုတာကဒါကောင်းသော energy ပါပဲဒါကြောင့်မို့လို့claim သွားကြပါရှင် like and share လေးလုပ်ပြီးတော့လည်းကိုယ့်ကို supporting ပေးလို့ရတယ်ဒီလို free reading လေးတွေကိုအမြဲတမ်းလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါရှင် TikTok မှာ comment လေးတွေတွေ့တယ်ဆရာမရဲ့ဒီ YouTube link လေးချပေးပါဆိုပြီးပြောကြတယ် TikTok မှာကို link မချတတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ wall ထဲကိုဝင်လိုက်ရင်တော့ထိတ်ဆုံးမှာအဲ့ဒီ YouTube link ချိတ်ထားပေးပြီးသားရှိတယ်အဲ့ဒါကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ YouTube channel ကိုရောက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ personal reading ဝယ်ခြင်းနဲ့ဆိုရင်တော့ description မှာ link ချပေးထားတယ် Telegram တို့မဟုတ် Viber မှာ booking လေးတွေလာဝယ်လို့ရတယ်ဆိုတော့အားလုံးပဲငွေကြေးကြောင့်ပူပင်တော့ကရောက်ရခြင်းမှကင်းဝေးကြပါစေရှင်ဆိုတော့ကိုတို့တွေနောက်ထပ် reading လေးနဲ့အတူပြန်တွေ့ကြမယ်နော်